သမျှမမြဲခြင်းသဘောသာကိုပိုင်တာဘာမှမရှိပါကြုံခဲ့လာတဲ့ဗုဒ္ဓသာသနာလူဘဝတက္ကနာရောက်လာကြသိတဲ့သူမှာအမျက်ဆုံးဒါနာပြုကြတာဗုဒ္ဓလောင်းလျာနုစဉ်ခါဝေလာမပုံနာကြီးဘဝသာသနာပမာဘဝတစ်လျှောက်လုံးသူပြုခဲ့သမျှဒါနများမှာဗုဒ္ဓမြတ်စွာသာသနာတွင်မှာသောတာပန်တစ်ပါးကိုလူတော်အလူကပုံမြတ်တာတက္ကရာကနာကယန္တာလူရရတဲ့ဒါနကျူသည်စင်ကဲသာစတရားဘူကောင်းကျိုးတူဘူမြတ်တာရန္တာပါတရားပေလူရာတရှင်ပစ္စေကဗုဒ္ဓတပါးကိုလူရန်ကုသိုလ်စတရားဘူကောင်းကျိုးတူဘူမြတ်တာရှင်ပစ္စေကဗုဒ္ဓပါတရားလူရန်မူထစတရားဘူတပင်ညုတပယတစုကိုလူရန်ကုသိုလ်ဘူမြတ်တာတပင်ညုတပယတစုကိုလူရန်မူထများစွာဘူပယမှုပြုတဲ့တန်ဃာကိုလူရန်ကုသိုလ်ဘူမြတ်တာမြတ်ဗုဒ္ဓဟောကြားခဲ့တာတန်ဃာကြီးမှဆောက်လူရန်တန်ခိကကြောင့်လူတော်ကျိုးသည်ပြုတဲ့ဒါနတွေမှာအမျက်ဆုံးတွေကအမျက်ဆုံးကုသိုလ်ပါလောင်းလျာနုစဉ်ခါဝေလာမပုံနာကြီးဘဝသာသနာပမာဘဝတစ်လျှောက်လုံးသူပြုခဲ့သမျှဒါနများမှာဗုဒ္ဓမြတ်စွာသာသနာတွင်မှာသောတာပန်တစ်ပါးကိုလူတော်အလူကပုံမြတ်တာတက္ကရာကနာကယန္တာလူရရတဲ့ဒါနကျူသည်စင်ကဲသာစတရားဘူကောင်းကျိုးတူဘူမြတ်တာယန္တာပါတရားပေလူရာထရှင်ပစ္စေကဗုဒ္ဓတပါးကိုလူရန်ကုသိုလ်စတရားဘူကောင်းကျိုးတူဘူမြတ်တာရှင်ပစ္စေကဗုဒ္ဓပါတရားလူရန်မူထစတရားဘူတပင်ညုတပယတစုကိုလူရန်ကုသိုလ်ဘူမြတ်တာတပယတစုကိုလူရန်မူထများစွာဘူပယမှုပြုတဲ့တန်ဃာကိုလူရန်ကုသိုလ်ဘူမြတ်တာမြတ်ဗုဒ္ဓဟောကြားခဲ့တာတန်ဃာကြီးမှဆောက်လူရန်တန်ခိကကြောင့်လူတော်ကျိုးသည်ပြုတဲ့ဒါနတွေမှာအမျက်ဆုံးတွေကအမျက်ဆုံးကုသိုလ်ပါမမြဲသောလောကကြီးထဲမှာမြေနာကိုမရယူတာအကာရီတွေကအစီနဲ့ထောက်ယူသွားတင်းကြည့်တဲ့နှလုံးသားရဲရင်ပြတာစန္ဒလောက်တဲမွန်မြတ်တဲ့သူတရားတရားလူကအိမ်ကြီးများကုသိုလ်တွေကမအိပ်စပါတိုးလို့သာပွားပုဂ္ဂိုလ်မဆွဲတန်ခါရှိမှတန်ခိကကြောင့်လူတော်ကျိုးပြီးပြုတဲ့ဒါနတွေမှာမျက်ဆုံးတွေကအမျက်ဆုံးကုသိုလ်ပါပုဂ္ဂိုလ်မဆွဲတန်ခါရှိမှတန်ခိကကြောင့်လူတော်ကျိုးပြီးပြုတဲ့ဒါနတွေမှာမျက်ဆုံးတွေကအမျက်ဆုံး